Oh. အကျင့်ကောင်းမှအလုပ်ကောင်းမယ်အကျင့်ကောင်းမှသတင်းကောင်းမယ်အကျင့်ကောင်းမှအောင်မြင်မယ်အကျင့်ကောင်းမှဘုရားဖြစ်မယ်အကျင့်ကြည့်တဲ့မြင်တဲ့မှစင်ပြေမယ်ပြောတဲ့ဆိုတဲ့မှလူရဝင်မယ်လွတ်တဲ့ကံတဲ့မှအောင်မြင်မယ်နေတဲ့ထိုင်တဲ့မှตายาမယ်အကျင့်ကျင့်ပညာမရှိရင်သင်ပါကွယ်မလုပ်တတ်ရင်ဆရာတင်ကွယ်ဘုရားမရှိရင်ရှာပါကွယ်အတွေ့အကြုံရှိရင်လေ့ကျင့်ကွယ်အကျင့်ကျင့်မကောင်းရင်ဖြတ်စရာပဲကျင့်မကောင်းရင်ဒုက္ခပဲအကျင့်မကောင်းရင်ပြဿနာပဲအကျင့်မကောင်းရင်အလကားပဲအကျင့်ကျင့်Okay, see you. Bye bye.